အားလုံးပဲမင်္ဂလာပါကြာပြီးတောက်ကြနှစ်ရက်အတွင်းမွေးခွေလေးလာပေးတာပါ6 3 3 9 9အဲ့ဒါကိုလိုတယ်ဆိုတော့6ပါဝါဒီ1 3 ပါဝါဒီ9 3ပါဝါဒီ8 9ပါဝါဒီ4အဲ့ဒါခွေးထိုးအဲ့ဒီမယ်ဒီနှစ်ရက်အတွင်း4 8ထွက်တယ်နော်5 9 1 6 5ပါဝါဒီ3ည9ပါဝါဒီ4 1ပါဝါဒီ6 6ပါဝါဒီ1 3ည4 6 1အခွေဒီနှစ်ရက်အတွင်း60နောက်တစ်ပတ်3ည1 8 1 3ညပါဝါဒီ9 1ပါဝါဒီ6 1ပါဝါ3 1ပါဝါ6 6 3 5 6 3 6အခွေပဲပဲ9 6 6ဒီ6ကိုဖြတ်လိုက်ခွေ5 6 3ခွေ5 5 6 6ထွက်တယ်နောက်တစ်ပတ်4 8 3ည2 3 4ပါဝါဒီ9 8ပါဝါဒီ3 3ညပါဝါဒီ5 3ညပါဝါ5 2ပါဝါခွန်9 3 9 3 5ခွန်အခွေဒီနေ့ရတယ်မယ်9ခွန်တတ်တယ်5တုံးတတ်တယ်နော်ပေးလာလားနေ့ရက်သေးငါလာပြီဒီပင်ကတော့တော်တော်စဉ်းစားခက်ဝယ်စင်းတယ်ဒီ6 ဒီ3ည6ပါဝါ1 6ပါဝါ1 5ပါဝါ3 3ညပါဝါ5 3ညပါဝါ5 1 5ခွေ1 5 3ခွက်ပဲထိုးမှာနော်1 5 1 1 5 5 1 5ဖတ်တယ်နော်ပေးလာတာကိုဒီပွဲဒီနေ့ရက်အတွင်းဒီ8ဒီ9ဒီခွန်ဒီ3 8ပါဝါဒီ3 5ပါဝါဒီ3ညခွန်ပါဝါဒီ2 3ပါဝါဒီ8ခွေ3 3ည2 8ခွေမွေးနှစ်ရက်သေးပဲတောက်လျှောက်တော့ကြာလာတာနှစ်ကလည်းပျောက်တီးဖြစ်တယ်3 3ည2 8ကိုခွေမယ်ဆိုရင်30 3 2 3 8 3ည2 3ည8 2 8အပူဝထည့်မယ်ဆိုရင်3 3 3ည 2 2 8 8လေးလုံးဝင်ရတော့အပူထွက်လာတော့နည်းတယ်ထိုးချင်ကြရင်ထိုးပေါ့အားရလာပြတာပါအဲ့ဒါမှာနှစ်ကားနဲ့နှစ်နဲ့ဆိုရင်3ည2 3 2 2 2 2 8